အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ပန်တန်ရဲ့ series တစ်ခုဖြစ်တဲ့ CB 1100 series လေးကိုကျွန်တော် unboxing လုပ်ပြသွားမှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ printer မှာရှိနေတဲ့ CD စိတ်တွေကိုအရင်ဆုံးခွာရပါမယ်တိုနာကတ်ထရစ်တွေကတော့ဆက်ရက်အတွင်းပိုင်းထဲမှာပါရှိပြီးသားပါဆက်နဲ့အတူတွဲပါလာတဲ့ power cable USB ကြို CD-ROM နဲ့ SATA guide တွေကိုပါမပါကိုအရင်ဆုံးစစ်ဆေးပေးရပါမယ်ကတ်ထရစ်နဲ့ paper tray installation လုပ်တဲ့အခါမှာရှေ့ကာဘာကိုအရင်ဆုံးဖွင့်ပေးရပါမယ်တိုနာပေါ်မှာရှိတဲ့စီးကာဘာကိုအရင်ဆုံးဆွဲထုတ်ပြီးလို့ရှိရင်တိုနာထွေကိုဆွဲထုတ်ရပါမယ်တိုနာတစ်ချောင်းချင်းစီကိုဆွဲထုတ်ပြီးရှစ်လိုအပ်ဖို့လိုအပ်ပါတယ်ချစ်ကိုကာဘာလောက်ထားတဲ့စီကိုခွာပေးရပါကတ်ထရစ်ကို original line ထည့်ပြီးကာဘာကိုပြန်ပိတ်ပါနောက်ချက်အနေနဲ့ paper tray ကိုဆွဲထုတ်ပါကိုသုံးမဲ့ paper guide ကို adjust လုပ်ပါစာရွက်မထည့်ခင်မှာစာရွက်များမကတ်အောင်စစ်ဆေးပြီးထည့်ပေးပါ tray ကိုမူလအတိုင်းပြန်ထည့်ပါ output tray လေးကိုပတ်ပေးထားပါ driver installation စလုပ်တော့မယ်ဆိုရင်အရင်ဆုံး power ကို on ပေးရပါမယ်မိမိလိုချင်တဲ့ window ပေါ်မူတည်ပြီးတော့ CD-ROM နဲ့က driver တွေကိုရွေးချယ်ပေးရပါမယ်ပြီးတဲ့နောက် installation set စလုပ်ပါမယ်ကိုသုံးကျင်တဲ့ connection type ပုံမူတည်ပြီးတော့ရွေးချယ်ပေးရပါမယ်ဒါဆိုရင်တော့ CB 1100 CD လေးရဲ့ installation လုပ်ငန်းစဉ်တစ်ခုတော့ပြီးပါပြီခင်ဗျာ